ထိုင်းနိုင်ငံချင်းမိုင်မြို့ကဝက်ဥမုံဘုရားကိုသွားမယ်နော်။လိုက်ကြည့်ပေးပါဦး။ဘုရားထဲရောက်ရင်တော့လမ်းလျှောက်ဝင်ရမယ်ပေါ့နော်။ဘုရားကလည်းမိုးကလည်းအုပ်တယ်။သစ်ပင်လေးတွေကလည်းစိမ်းစိုပြီးတော့ရာသီဥတုကသာယာတယ်။ဒီနေ့ကတနင်္ဂနွေနေ့ဆိုတော့လေ။ဘုရားထဲဝင်ချင်းလေဟိုးနာဘုန်းကြီးကျောင်းတကားပေါက်ဝမှာလေပပုလရလေးကလှလို့သွားကြည့်လိုက်ကြည့်တယ်။ဒါကတော့ကြောက်တိုင်ပေါ့နော်။ဘုရားလှိုင်ကောင်းရဲ့မျက်နှာစာပေါ့နော်။လူတွေတော့များတာဒီတနင်္ဂနွေနေ့လေ။မိုးတွင်းဆိုလို့ရှိရင်ဒီဘုရားမှာလေအဲ့လိုရေနှီးမော်စိမ်းလေးတွေတက်နေတာလေ။အဲ့ဒါလေးကသူ့ရဲ့တဘာဝအလှလေး။အဲ့မိုးတွင်းပဲဆိုလို့ရှိရင်အဲ့ဒီရေနှီးမော်လေးတွေနဲ့လှနေတဲ့အလှကိုကြည့်ချင်လို့တမင်တကာလာပြီးတော့ဘုရားဖူးကြတာလေ။အခုဘုရားလှိုင်ကောင်းလေးကိုဝင်မယ်ပေါ့နော်။ဘုရားလှိုင်ကောင်းလေးကိုအတူတူလိုက်ကြည့်ပေးပါဦးနော်။ရ
ဒီလေကားလေးကနေအပေါ်ထက်တက်သွားလို့ရှိရင်လည်းအပေါ်မှာလည်းလိုင်ကောင်းလေးတော့တစ်ခုရှိသေးတယ်တရားကလေဖုံလို့တရားဘာဝနာအားထုတ်လို့ရအောင်လို့အေးချမ်းတရားအားထုတ်လို့ရအောင်လို့ဆောက်ထားဆိုလို့လေတိုင်ကောင်းလေးရလေအေးချမ်းနေရပဲလာတဲ့လူတိုင်းကလည်းလေဘာစကားမှမပြောကြဘူးသိပြီးတော့လေအေးချမ်းနဲ့တိတ်ဆဲနေရပဲခိုင်းနိုင်ငံချင်းမိုင်မျိုးကဝတ်ဦးမုံဖျားပါနော်ခိုင်းနိုင်ငံချင်းမိုင်ကိုရောက်လို့ရှိရင်ကြားလေကြည့်ပါနော်ကြော်ညာဝင်လိုက်ပြီလားတရားမှာတရားစခန်းဝင်တဲ့လူတွေလည်းရှိတယ်အခုဒီဘက်ကိုသွားနေတာကတော့လေအဲ့ဒီမှာကငါးစာကျွေးလို့ရတယ်ငါးကန်ရှိတယ်အဲ့ဒါကြောင့်မို့အဲ့ဒီဘက်ကိုသွားကြည့်နေတာငါးစာတစ်ထုပ်မှာ30ဘတ်30ဘတ်20ကိုဝယ်လိုက်တယ်ငါးစာသွားကျွေးမလို့တရားပေါ်ကနေချက်ရတယ်ပေါ့နော်ငါးကန်ထဲမှာငါးတွေမှာအများကြီးပဲငါးတွေကလည်းအကြီးကြီးပဲခိုးလေးလည်းရှိတယ်ခိုးတွေလည်းအများကြီးပဲဒီတစ်ပင်လေးကလည်းလှလို့လေဒီတမယာကုသိုလ်ကောင်းမှုစုစုကိုလည်းတငယ်ချင်းတွေလည်းတာရုခေါ်ပေးပါအောင်နော်